Avion online ရဲ့တမိုင်းတောက်လျှောက်မှာကြီးမားဆုံးမာဖီးယားဂိမ်းတစ်ခုပြိုလဲခြင်းဂိမ်းတစ်ခုထဲမှာတကယ်အပြင်လောကလိုတကယ်ဒေါ်လာတောင်းချီတန်တဲ့မာဖီးယားဂိုင်းလိုကြိုးကင်မှုမျိုးရှိနိုင်မလား Avion online ရဲ့ Black Zone နယ်မြေတွေမှာ2019ကနေ2021ခုနှစ်ထိ4နှစ်တိုင်တိုင်ဘယင်လိုစိုးစံနေကစားသမားထောင်ပေါင်းများစွာအုပ်ချုပ်ခဲ့တဲ့ Blue Army ဆိုတဲ့ဂိမ်းတစ်ခုရှိခဲ့ပူပါတယ်သူတို့ကဂိမ်းထဲမှာလည်းမကပဲအပြင်လောကငွေကြေးတွေအထိပါကြိုးကင်နေတဲ့ Avion တမိုင်းအမှောင်ဆုံးဖြစ်ရမိန်တစ်ခုဖြစ်ခဲ့ပါတယ်။ Avion online ကို2019ဇူလိုင်လမှာစတင် launch လုပ်ခဲ့ပြီးတိတ်မကြာခင်မှာပဲကင်းမိုဂျူလို့ခေါ်တဲ့နာမည်ကျော်ကစားသမားက Blue Army ကိုတည်ထောင်ခဲ့ပါတယ်။သူတို့ကအင်အားကောင်းတဲ့ကစားသမားအယောက်400ကျော်ကိုစနစ်တကျစစ်တပ်တစ်ခုလိုဖွဲ့စည်းထားပြီး Avion ရဲ့ PVP လောကမှာပြိုင်ပွဲကင်းဖြစ်ခဲ့ပါတယ်။သူတို့ဟာဂိမ်းရဲ့ Season 3, 4နဲ့နောက်ပိုင်း Season 13ထိပါချန်ပီယံဆုတွေကိုသိမ်းပိုက်ခဲ့ပြီး Avion ရဲ့ဩဇာအရှိဆုံးဂိမ်းတစ်ခုဖြစ်လာခဲ့ပါတယ်။ Blue Army နဲ့သူတို့ရဲ့မဟာမိတ်ဖွဲ့ Squad Alliance ဟာ Black Zone ရဲ့အဖို့တန်နယ်မြေတွေကိုသိမ်းပိုက်ထားပြီး Running System တစ်ခုကိုလုပ်ခဲ့ပါတယ်။တခြားဂိမ်းအငယ်စားလေးတွေ Baking နဲ့ Rezo ရှာခြင်း Blue Army ကိုနယ်မြေတစ်ခုစာအတွက်တပတ်ကို Silver 50 million နဲ့ 100 million ထိဆက်ချေးပေးရပါတယ်။သူတို့ပိုင်ဆိုင်ထားတဲ့နယ်မြေဒါဇင်ပေါင်းများစွာနဲ့တစ်လောက်အနည်းဆုံး Silver 3 billion နဲ့ 5 billion ထိအလိုလျောက်ဝင်ငွေရှိနေတာပါ။ဂိမ်းထဲမှာအရာအလုံးပြည့်စုံနေတဲ့ကင်းမိုဂျိုနဲ့ Blue Army တွေရဲ့ခေါင်းဆောင်ပိုင်းတွေကဒီလောက်များပြားတဲ့ Silver billion ပေါင်းများစွာဘာအတွက်ကြောင့်ဆက်ပြီးလောဘတကြီးစုဆောင်းနေရတာလဲ။ဒါအတာမန်ဂိမ်းစောရုံတတ်မဟုတ်တော့ဘူး။သူတို့ဟာဒီ Silver တွေကိုအပြင်လောကငွေသားအစစ်နဲ့လဲလှယ်နေတဲ့ RMT Real Money Trading ရာဇဝတ်မှုကြီးကိုလှုပ်ဝက်စာလှုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်။ခမန်းကြီးကသူတို့ရဲ့4နှစ်တာတက်တန်းတွင်ဂိမ်းထဲကဆေးဘားတွေကိုအပြင်လောကပတ်စံနဲ့တွက်လိုက်မယ်ဆိုရင်အမေရိကန်ဒေါ်လာ9000နဲ့3သိန်းကျော်အထိရှိတယ်။မြန်မာငွေနဲ့တွက်မယ်ဆိုရင်သိန်း1000နဲ့ချီတဲ့အထိရှိတယ်။အဲ့ဒီအမောင့်တွေကို Black Market မှာလှုပ်ဝက်စွာရောင်းချခဲ့ကြတယ်လို့ Community အတွင်းမှာတွက်ချက်ခဲ့ကြပါတယ်။2021ခုနှစ်ဩဂတ်စ်လမှာတော့ Avion online လောကတစ်ခုလုံးဆုံးဝသွားစေနဲ့ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်တစ်ခုထွက်လာခဲ့ပါတယ်။ Game Developer မှာ Sandbox Interactive က Discord ရဲ့အမှောင်လိုင်းတွေကနေတဆင့် Game Mojo ရဲ့ RMT ထောက်ထားတွေကိုအမိရဖမ်းနိုင်ခဲ့ပါတယ်။2021ခုနှစ်ဩဂတ်စ်လမှာ Game ခေါင်းဆောင် Game Mojo နဲ့အဓိက Officer တွေအားလုံး Game ထဲကနေကာဝရဘန်လိုက်ပါတယ်။သူတို့ရဲ့ Game Box ထဲမှာရှိတဲ့စုစုပေါင်း Silver Billion ရာနဲ့ချီတဲ့တန်ဖိုးရှိတဲ့ Gear တွေအပါအဝင် Trillion နီးပါးရှိတဲ့ပစ္စည်းတွေအားလုံးဟာကွန်ပျူတာကလစ်တစ်ချက်နှိပ်အောင်နဲ့လုံးဝပြာကျခဲ့ပါတယ်။ခေါင်းဆောင်ပိုင်းတွေ